ကိုဘုံတွေပတ်ပြီးရန်သူအလဲကိုတိုးဝင်သွားတဲ့ဒီလူဟာဘာကြောင့်ဒီလောက်အထိအသက်ဆုံးရတာလဲဒါဟာတာမန်ငွေတူကိုင်းတစ်ခုရဲ့ဇလန်းထက်ပိုပါတယ်ဝီကတော့ပတ်စံအတွက်နဲ့လူတက်ရတာကိုတော်တော်လေးယွန်ရှာနေပါပြီသူကနောက်ဆုံးမြင်ဖော်မြူလာရရင်ဒီအဖွဲ့ကနေထွက်တော့မယ်လို့ပြောလိုက်တဲ့အခါခေါင်းဆောင်ဖြစ်သူဆန်ကဒေါသတကြီးနဲ့ခွက်ကိုရိုက်ခွဲလိုက်ပါတယ်ဒါပေမဲ့သူတို့ရဲ့လုပ်ငန်းကတော့တစ်ကမ္ဘာလုံးကိုပြန့်နှံ့နေပြီးငွေတွေကတော့မတရားဝင်နေတာပါဝီကတော့သူတို့ရှာနေတဲ့အစိမ်းရောင်ဆေးကိုကားတစ်စီးပေါ်မှာအမှတ်မတင်တွေ့သွားပါတယ်ဒီဆေးကိုအသုံးချပြီးသူတို့ရဲ့ငွေတုတွေကတကယ့်ငွေအစ်စ်နဲ့ခွဲမရအောင်ကိုပြည့်စုံသွားခဲ့ပါပြီဒါဟာသူတို့အတွက်အောင်မြင်မှုအကြီးကြီးဖြစ်ပေမဲ့နောက်ွယ်မှာတော့အန်ရီတွေကစောင့်ကြိုနေပါတယ်ထိုင်းရဇဝတ်ကိုင်းချုပ်ဂျန်တော်ရဲ့လူတွေရောက်လာတဲ့အချိန်မှာဝီကအစိမ်းရောင်ဆေးကွက်ကိုမှားပြီးမှန်တကားပေါ်မှောက်ချလိုက်ပါတယ်အဲ့ဒီမှာပဲသူဟာတစ်ဖက်ကငွေတုကျွမ်းကျင်သူအမျိုးသမီးနဲ့မျက်လုံးချင်းစုံသွားပြီးတင်းမာမှုတွေစတင်ခဲ့ပါတယ်ဒါပေမဲ့ဆန်ကတော့ဒါကိုအခွင့်အရေးတစ်ခုလို့မြင်နေခဲ့တာပါဆန်ကဝီကိုဖောက်ခွဲရေးခလုတ်တစ်ခုပေးလိုက်ပြီးဂျန်တော်စီကိုအတူတူသွားခဲ့ကြပါတယ်ဂျန်ဟောကဆန်ရဲ့အဖေနဲ့တငယ်ချင်းပါလို့ဟန်ဆောင်နေပေမဲ့ဆန်ကတော့အမှန်တရားကိုသိနေခဲ့ပါပြီသူတို့ကြားကရန်ညိုးကအခုမှအစပြုမှာပါမင်းကငါ့အဖေကိုတတ်ခဲ့တဲ့သူပဲလို့ဆန်ကဖွင့်ပြောလိုက်ပြီးသူ့အင်ဂျီအောက်ကဘုံတွေကိုထုတ်ပြလိုက်ပါတယ်သူဟာအသက်ရှင်ဖို့ထက်ကလက်စားချေဖို့ကိုပဲအဓိကထားနေတာပါတနက်တွေနဲ့ဝိုင်းထားတဲ့ကြားကနေသူဟာအန်ရီကိုရင်ဆိုင်ဖို့အသင့်ပါပဲရုတ်တရက်ပောက်ကွဲမှုကြီးဖြစ်သွားပြီးတနေရာလုံးဖျို့ဖျဲဖြစ်ကုန်ပါတယ်ဆန်ကထွက်ပြေးဖို့ကြိုးစားတဲ့ဂျန်တော်ကိုခြေထောက်ကိုပစ်ခတ်လိုက်ပြီးရန်သူတွေအများကြီးကိုတယောက်တည်းရင်ဆိုင်တိုက်ခိုက်ပါတော့တယ်ကြည်စံတွေကြားထဲမှာသူဟာတေမင်းနဲ့ကစားနေတယ်လို့ပါပဲသူ့ဖွဲ့သားတွေကလည်းအဝေးကနေလက်နက်ကြီးတွေနဲ့ပြစ်ကူပေးလိုက်တဲ့အခါဂျန်တော်ရဲ့စခန်းတစ်ခုလုံးမိဟုံးဟုံးတောက်သွားပါပြီဆန်ကတော့ဒဏ်ရာတွေရထားပေမဲ့သူ့ရဲ့ကလက်စားချေမှုကတော့အောင်မြင်သွားခဲ့ပါတယ်ဒီလိုသွေးထွက်တန်ယိုတွေနဲ့အဆုံးသက်သွားတဲ့သူတို့ရဲ့ခရီးကတကယ်ပဲပြီးဆုံးသွားပြီလား